အားလုံးပဲမင်္ဂလာပါနယူကာဆယ်နဲ့ဘာစီလိုနာပွဲစဉ်ကိုရွေးချယ်ပေးကြပါတယ်လက်ရှိမှာတော့ဘာစီလိုနာက level 10ပြပေးထားတယ်ဒီရာသီနယူကာဆယ်အိတ်ကွင်းမှာတွေ့တော့ကတော့နယူကာဆယ်အနေနဲ့ဘာစီလိုနာကို level ပြားနဲ့ဆက်ပေးခဲ့တယ်အဲ့ဒီပွဲစဉ်မှာဘာစီလိုနာက 1-2 ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်ထားတယ်ဆိုတော့လက်ရှိချန်ပီယံလိအိတ်ကွင်းနောက်ဆုံး၄ပွဲမှာဆိုရင်နယူကာဆယ်အနေနဲ့ဘင်ဖီကာဘီဘာကို PFV နဲ့ကျွန်တော်ကွာဘက်ဒီအသင်းတွေကိုတပွဲအနေဆုံး2 9သွင်းပြီးတော့2ပွဲ4ပွဲစလုံးနိုင်ထားတယ်လက်ရှိနောက်ဆုံးအိတ်ကွင်းချန်ပီယံလိ4ပွဲမှာဆိုရင်လည်း3ပွဲကြေးအောင်ပြီးတော့တပွဲပဲကြေးကြထားတယ်အဲ့ဒီမှာထူးခြားတာကဘာလဲဆိုတော့နယူကာဆယ်ကချန်ပီယံလိနောက်ဆုံးအိမ်ဝင်၄ပွဲမှာဆိုရင်ပြိုင်ဘက်တိုင်းကိုပထမပိုင်းမှာကလေးကနိုင်ပြီးတော့အဲ့ဒီပြိုင်ဘက်တွေကိုလည်းပထမပိုင်းမှာကလေးကလုံးဝဂိုးမပေးထားတဲ့စံချိန်ကောင်းလေးရှိတယ်။ဘာစီလိုနာကိုပြန်ကြည့်ပြန်တော့ဘာစီလိုနာကချန်ပီယံလိအဝေးကွင်းနောက်ဆုံး၄ပွဲမှာဆိုရင်2ပွဲနိုင်တယ်တပွဲတည်းရင်နဲ့တပွဲရှုံးထားတယ်။ဒီနေရာမှာထပ်ပြီးကြည့်မယ်ဆိုရင်ဘာစီလိုနာရဲ့ချန်ပီယံလိအဝေးကွင်း၄ပွဲစလုံးမှာဆိုရင်၄ပွဲစလုံးဂိုးပေးခဲ့ရတယ်ဗျ။ကျွန်တော်နယူကာဆယ်ဘရူဂျက်ချက်စီဆလာဗီယာဘက်ဒီအသင်းတွေတာမန်အသင်းတွေလို့ပြောလို့ရတဲ့ဆလာဗီယာဘက်တို့ဘရူဂျက်တို့နယူကာဆယ်တို့ထားပါတော့ဒီတာမန်အသင်းတွေတော့ဂိုးပေးနေရတဲ့ကန်စစ်ပိုင်းကဒီနေ့ပွဲစဉ်မှာလည်းနယူကာဆယ်ကိုဂိုးပေးရဖို့ရာခိုင်နှုန်းများတယ်ဒါကြောင့်လည်းဘော်ဒီဈေးဒဲဝင်ယူမှာပြန်ဘော်ဒီဈေးဒါကြောင့်လည်းဘော်ဒီဈေးဒဲဝင်ယူမှာဂိုးပေါင်းတွေ3.5ဆိုတဲ့အနေထားတိကူကိုရောက်နေတာတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဆိုရင်ဂိုးပေါင်းထက်ဘော်ဒီကိုပို့ပြီးတော့စိတ်ဝင်စားမိရဲ့ဒီပွဲတင်မှာဘာစီလိုနာထပ်ပြီးလုပ်ပြနိုင်မှာလားလက်ရှိနယူကာဆယ်ကွင်းလယ်ပိုင်းမှာဆိုရင်ဂရီမာဝစ်မပါနိုင်တာကနယူကာဆယ်အတွက်အထိကျနာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းတိုနာလီတို့ဂျိုလင်နန်တို့ရန်စီတို့နဲ့ပြန်ပြီးတော့ပွဲထွက်လာမယ်နယူကာဆယ်ကွင်းလယ်ပိုင်းကလည်းဘာစီလိုနာကိုလောက်လောင်ကဒုက္ခပေးလာနိုင်တယ်။ဒါဖြင့်ဘာစီလိုနာရဲ့အဝေးကွင်းကစားဟန်တော့တိတ်တော့မကြိုက်ဘူးပြ။ဘာစီလိုနာကချန်ပီယံလိအဝေးကွင်းနောက်ဆုံး၄ပွဲမှာကျွန်တော်မတ်လောက်တဲ့ခံစင်မျိုးမှာမရှိထားဘူး။လက်ရှိအနေထားကလည်းပြတ်ကြည့်မှဆိုရင်နယူကာဆယ်အနေနဲ့မိနစ်90တွေတည်ကစားသွားဖို့များတယ်အနေဆုံးเนาะနောက်တစ်ချက်ထပ်ပြီးတော့ကြည့်မှဆိုရင်ချန်ပီယံလိထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး3ပွဲမှာဆိုရင်ဘာစီလိုနာကြီးပဲ3ပွဲစလုံးနိုင်ထားတယ်လက်ရှိဒဲဝင်ယူအနေထားတစ်ခုမှာတော့တေးကြိုင်တော့ပျော်ရွှင်ခွင့်ရှိတယ်အရှုံးမရှိတဲ့နယူကာဆယ်ကိုမိနစ်90အတွင်းနယူကာဆယ်အနေနဲ့တေးကစားသွားမယ်လို့ထင်ပါတယ်ဗျကျွန်တော်ဒီပွဲတင်မှာနယူကာဆယ်ကိုပဲပို့ပြီးတော့ရွေးထားခြင်း